ခန္ဓာကိုယ်ထဲကနှလုံးခုန်နေတာကိုအပြင်ကနေဒီအတိုင်းကြည့်ရုံနဲ့မြင်နေရတဲ့သတ္တဝါရှိတယ်ဆိုတာခမားတို့ယုံကြမလားဟုတ်ပါတယ်အခုကြည့်နေတဲ့ဒီဖားလေးကမှန်သားလူမျိုးကြည်လင်နေလို့သူ့ရဲ့အစာအိမ်အသေးနဲ့နှလုံးလေးခုန်နေတာကိုတော့အပြင်ကနေအတိုင်းသားမြင်နေရတာပါသူ့နာမည်ကတော့ glass frog လို့ခေါ်ပါတယ်ဒီဖားလေးတွေကို Central နဲ့ South America ကမိုးတစ်တော်တွေမှာတွေ့ရတတ်ပါတယ်သူတို့ရဲ့ကြောဘက်ကအစိမ်းအောင်ရှိပေမဲ့ဘိုက်ဘက်ချမ်းကတော့အလင်းပေါက်မှန်သားလိုဖြစ်နေတာပါသိပ္ပံပညာရှင်တွေလေ့လာချက်အရဒါဟာရန်သူတွေလက်ကနေလွတ်အောင်ပတ်ဝန်းကျင်နဲ့တသားတည်းဖြစ်သွားအောင်ဖန်တီးထားတဲ့ကိုယ်ရောင်ဖျောက်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်နောက်ပြီးသူတို့မှာတကယ်ကိုအံ့ဩဖို့ကောင်းတဲ့စွမ်းရည်တစ်ခုရှိပါသေးတယ်။သူတို့အိပ်ပျော်သွားတဲ့အခါခန္ဓာကိုယ်ထဲကသွေးနည်းဥတွေကိုအသေးထဲမှာခဏသိမ်းထားလိုက်ကြပါတယ်။အဲ့ဒီအခါကိုယ်တွေက80%လောက်အထိပိုပြီးကြည်လင်သွားစေတာပါ။ရန်သူတွေကတော့တည့်ရပေါ်မှာဘာမှမရှိဘူးလို့ထင်သွားနိုင်ပါတယ်။တတဝါလောကမှာ glass frog ဖားဖို့လေးတွေကတာဝန်ကျေတဲ့အဖေတွေလို့ပြောလို့ရပါတယ်။ဥလေးတွေကိုတခြားအင်းဆက်တွေမစားနိုင်အောင်ညာဘက်ဆိုမအိပ်ဖဲစောက်ရှောက်ပေးတတ်ကြပါတယ်ဒီလိုမျိုးထူးဆန်းပြီးချစ်စရာကောင်းတဲ့ဖန်သားဖားလေးတွေအကြောင်းကိုခမားတို့ဘယ်လိုမြင်လဲကိုယ်တိုင်ရောအပြင်မှာမြင်မှုကျင်လားကွန်မန့်မှာပြောသွားခဲ့ဦးနော်ဒီလိုထူးဆန်းတာလေးတွေထပ်သိကြရင်တော့ကျွန်တော်ကို follow လုပ်ထားဖို့မေးနေအောင်နော်